ဒါကတော့ကျွန်တော်ရဲ့ကိုတွေးကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပါအလုပ်ကိစ္စနဲ့မကွေးကိုလိုင်းကားစီးပြီးတော့သွားတဲ့ချိန်တုန်းကကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာလေးဖြစ်ပါတယ်ညသကောင်ရန်ချိန်တလက်လက်တောက်နေတဲ့လာရောက်အောင်မှာအခေါင်းကြီးကိုဆွဲလာတဲ့အမျိုးသမီးတစ်ယောက်ကြောင့်ကျွန်တော်တို့ပါဝင်လိုင်းကားပေါ်ကခီးတယ်လိပ်ပြလွင့်မတက်ဖြစ်ခဲ့ရတဲ့ဖြစ်ပျက်လေးကိုအဲဒီချိန်ကရွာဒီမှာကျောင်းဆရာမတစ်ယောက်ပေါ်ထွန်းမှုဆိုတာအရန်ခက်ခဲတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ပဲထန်းတော်ရွာဒီရွာလုံးကဆရာမလေးကိုချစ်ခင်လေးစားခဲ့ကြပါတယ်ဒါပေမဲ့ဆရာမလေးကသူ့ရွာဖြစ်တဲ့ထန်းတော်ရွာလေးမှာတောင်ကြတာမဟုတ်ပဲထန်းတော်ရွာရဲ့မြောက်ဘက်ကန်သားဆိုတဲ့ရွာမှာတောင်ကြခဲ့တာဖြစ်ပါတယ်ဒါနဲ့ဆရာမလေးကထန်းတော်ရွာကနေကန်သားရွာကိုစပိန်လေးနဲ့ကြောင်းတက်ရပါတယ်တခါတလေရွာသားတွေနဲ့လမ်းမှာအဖော်ရပေမဲ့တခါလေကြောက်လေတယောက်တည်းစပိန်စီးပြီးတော့လမ်းခီးကိုဖျက်ဆီးရပါတယ်ဒီလိုနဲ့ဆရာမလေးကလမ်းခီးအခက်အခဲတွေကြားရပဲလှုပ်သက်တစ်နှစ်ပြည့်သွားခဲ့ပါပြီအဲ့ဒီချိန်ဆီယာမလေးစာတဲ့နဲ့ကန်သာရွာချီကြီးဆိုတဲ့လူကဆီယာမလေးကိုချစ်ကြိုက်နေခဲ့ပါတယ်အခွင့်အရေးရရင်ရတယ်လို့လဲဆီယာမလေးကိုရီးစားစကားလိုက်ပြောပါတယ်တနေ့တော့ဆီယာမလေးရဲ့ကံကြမ္မာသကောင်းရင်ချင်းရောက်လာတယ်လို့ပြောရမလားပဲဆီယာမလေးရွာပြန်လမ်းမှာချစ်ကြီးတယောက်ထမ်းရင်မှုပြီးတော့စောင့်နေခဲ့ပါတယ်ချစ်ကြီးလဲဆီယာမလေးကိုကိုထိလက်ရောက်ပြုတ်မှုပြီးတော့အဖြေတောင်းပါတော့တယ်ဒီလိုနဲ့ဆီယာမလေးကနေလို့အယက်သမားဖဲသမားကိုငါတစ်သလုံးမကြိုက်နိုင်ဘူးလို့ခက်ပြက်ပြက်ပဲညင်းလိုက်ပါတယ်ချစ်ကြီးရောက်ကတော့ဒေါသမီးတဟုံဟုံထားပြီးတော့ကြံနေခဲ့တာပေါ့နောက်တရက်နှစ်ရက်လောက်နေတော့ဆီယာမလေးကကျောင်းကနေအိမ်ကိုပြန်မရောက်လာခဲ့တော့ပါဘူးဆီယာမလေးရဲ့မိဘတွေကလည်းစိတ်ပူကြတာပေါ့တပြေးပြေးနဲ့ညင်းနေလာတော့ဆီယာမလေးတရင်ကတရွာလုံးကိုပြန်လာခဲ့တယ်ဒီလိုနဲ့ရွာသားတွေလည်းစူးစောင်းပြီးတောနေမိရှာကြတာပေါ့ဒါပေမဲ့ဆီယာမလေးရဲ့အရေးအောင်တော့ရှာမတွေ့ခဲ့ပါဘူးနောက်ပြီးကန်သာရွာလူကြီးကလည်းလူတွေစုပြီးတော့လိုက်ရှာပေးပါတယ်ဒါပေမဲ့ဆီယာမလေးရဲ့သဲလွန်စားဖြစ်တဲ့သူစီးနေကြစပိန်လေးကိုတော့ရှာမတွေ့ခဲ့ပါဘူးဒီလိုနဲ့2ရက်လောက်ကြာတော့ကန်သာရွာကျောင်းဆရာကြီးကသဲလွန်စားတစ်ခုရှာတွေ့သွားပါတယ်အဲ့ဒါတော့ကျောင်းသားလေးမောင်တာထူးပါပဲမောင်တာထူးကကျောင်းထဲကိုရောက်ရင်အမြဲလိုပျော်ပျော်ပါးပါးနဲ့စော်ကစားနေတဲ့ကျောင်းသားလေးပါဒါပေမဲ့အခုနောက်ပိုင်းရက်တွေမှာတော့တာထူးတယောက်ကျောင်းထဲမှာပဲကုတ်နေခဲ့တယ်ပိုပြီးတန်တရားဖြစ်စရာကောင်းတာတော့အဲ့ဒီနေရာတာထူးတယောက်ကျောင်းမလာပါဘူးဆရာကြီးကလည်းတာထူးအနေနဲ့ဆရာမလေးကိစ္စနဲ့ပတ်သက်ပြီးသိနေလိမ့်မယ်ဆိုပြီးရွာလူကြီးနဲ့တိုင်ပင်ခဲ့တယ်ရွာလူကြီးနဲ့ဆရာကြီးကတာထူးကိုချော့မော်ပြီးမေးမြန်းတဲ့အခါမှာတော့ဖြူစင်တဲ့ကလေးတယောက်ရဲ့နှလုံးသားအမှန်တရားကိုအကြာကြီးဖုံးကွယ်မထားနိုင်ခဲ့တော့ပါဘူးဆီယာမလေးပြောက်တဲ့နေရာတာတို့ကကြောင်းမလာပဲတောထဲမှာနွားကြောင်းနေခဲ့တာပါညနေဆောင်ကြောင်းစင်းလို့ဆီယာမလေးဆက်ပြီးဆေးလာတာကိုမြင်တော့အဆူခံမှာကြောက်ပြီးတစ်ပင်ကွယ်လေးမှာပုန်းနေခဲ့တယ်ခဏကြာတော့ချီရောက်လာပြီးဆီယာမလေးရဲ့စပင်းကိုလဲကျသွားအောင်လိုက်ပါတယ်ပြီးတော့မတော်ရတွေလုပ်ပြီးဆီယာမလေးကိုအနီးနားဝေယုံပုတ်ထဲမှာထည့်ပါတယ်တာတို့ကကလေးဆိုတော့ငငယ်ရွယ်ရွယ်နဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတာအတော်သွေးပြက်စရာပါပဲတာတို့ငိုယိုပြီးသူမြင်ခဲ့သမျှကိုအကုန်ထုတ်ပြောတော့တာပါပဲဒီလိုနဲ့ရွာသူကြီးလည်းရွာသားတွေကိုခေါ်ပြီးတာတို့လိုက်ပြတဲ့နေရာကိုသွားခဲ့ကြတယ်ထန်းတော်ရွာသားတွေရောကန်သာရွာသားတွေရောဒေါသကြီးထွက်ပြီးချစ်ကြီးကိုလိုက်ရှာကြတယ်နောက်ဆုံးတော့အကုန်လုံးစိတ်လျှော့ပြီးချစ်ကြီးကိုတတ်ဆိုင်ရာကိုပဲအပ်လိုက်ကြပါတယ်နောက်ဆုံးတော့ဆီယာမလေးကိုအဲ့ဒီဝေယုံပုတ်ကြားထဲမှာပဲမိတချိုပေးလိုက်ကြပါတယ်ဒီလိုနဲ့နှစ်တည်ကြလာတော့အဲ့ဒီဝေယုံပုတ်ကြီးကကြီးလာခဲ့တယ်ပြီးတော့အဲ့ဒီနေရာမှာတခြားတစ်ပင်တွေထက်လည်းအုပ်ဆိုင်လာပါတယ်အဲ့ဒီဝေယုံနာဖြတ်သွားတဲ့သူတိုင်းဟာမိန်းကလေးတယောက်ကမူလာတန်းကျောင်းကပြားလေးတွေကိုရွတ်ဆိုနေတာကြားရတယ်လို့လည်းပြန်ပြောကြပါတယ်နောက်ဆုံးတော့အဲ့ဒီဝေယုံမုံနာဘယ်သူမှမသွားရဲကြတော့ပါဘူး
ဒီလိုနဲ့နှစ်တကြလာတော့အစိုးရရဲ့စီမံချက်နဲ့ကတ္တရလမ်းတွေဖောက်ခဲ့ကြတယ်နောက်တော့အဲ့ဒီဝေယုံပုတ်ကြီးနာကိုလမ်းအဖွဲ့တွေရောက်လာခဲ့တယ်ဘလို့ဆက်ရန်နေအောင်ပဲသုံးအဲ့ဒီဝေယုံပုတ်ကြီးကိုဖျက်ဆီးလို့မရနိုင်ခဲ့ဘူးညရောက်ရင်လေလမ်းအဖွဲ့တွေကိုအိမ်မက်ပေးတာတွေပါတယ်ရှိခဲ့တယ်ဝေယုံပုတ်ကြီးကိုမဖျက်ဆီးဖို့အတွက်အဝတ်ဖြူဖြူဝတ်ထားတဲ့ကောင်မလေးကလာပြောတတ်တယ်လို့လေလမ်းဖောက်တဲ့အဖွဲ့တွေပြန်ပြောလို့သိခဲ့ရတယ်ဒီလိုနဲ့ကားလမ်းကိုဝေယုံပုတ်ကြီးကိုရှောင်ပြီးတော့ဖောက်ခဲ့ကြတာပေါ့အဲဒီနောက်တော့အဲ့ဒီဝေယုံပုတ်ကြီးဟာကားလမ်းမပြီးမှထီထီကြီးဖြစ်နေခဲ့တာပေါ့ဒီလိုနဲ့တရက်ကျွန်တော်မကွေးကိုအလုပ်ကိစ္စနဲ့ခရီးသွားဖို့အစီအစဉ်ရှိလာခဲ့ပါတယ်ပြီးတော့လိုင်းကားစီးပြီးတော့သွားဖြစ်ပါတယ်လမ်းမကားလည်းခဏခဏပြတ်တော့မကွေးကိုနေချင်းမရောက်ခဲ့ပါဘူးညနေဆောင်လောက်ကြမှာကားအဆင်ပြေသွားခဲ့တာပါညသကောင်ရံအချိန်လောက်ရောက်တော့အဲ့ဒီဝေယုံပုတ်ကြီးနာကိုကျွန်တော်တို့ဖျက်ရပါလိမ့်ရောအဲ့ဒီဝေယုံပုတ်ကြီးရဲ့ယာသွင်းကိုကျွန်တော်အပါဝင်ကားပေါ်ကလူတွေအကုန်လုံးလည်းမသိခဲ့ကြပါဘူးအနောက်ရောက်လာတော့ကားတုံ့ကနေရပ်သွားခဲ့တယ်ကားပြက်ပြက်မိလားလို့ကားစရာကိုမေးတော့ကားစရာမဟုတ်ဘူးလေအရှိမခီးတဲ့တူတားနေလို့ပြန်ပြေခဲ့တယ်ကျွန်တော်လှမ်းကြည့်လိုက်တော့လာရအောင်မှာအဝိစားအဖြူအောင်ဝိစင်ထားတဲ့ကောင်မလေးတယောက်နဲ့ကားစရာတို့စကားပြောနေခဲ့ကြတယ်ပြီးတော့ကောင်မလေးကပစ္စည်းတွေယူစရာရှိလို့ခဏစောင့်ပေးပါအောင်ဆိုပြီးဝေယုံကြားထဲကိုဝင်သွားခဲ့တယ်ကားစရာလည်းနှာဘူးဆိုတော့စောင့်နေတာပေါ့ဒီလိုနဲ့နိုင်ဝက်လောက်ရှိတော့ကောင်မလေးကပေါ်မလာခဲ့ဘူးခီးတွေကလည်းဒေါသထွက်လာပြီးကားစရာကိုမောင်းခိုင်းကြတော့တာပေါ့မကြလိုက်ပါဘူးလွန်ခဲ့တဲ့နိုင်ဝက်လောက်ကကောင်မလေးကအဝိစားတောက်ပြောင်ပြောင်နဲ့ဝေယုံကြားကနေထွက်လာခဲ့တယ်သူ့နောက်မှာတော့တဒုံမြည်နေတဲ့အခေါင်းကြီးကိုတရွတ်တိုင်ဆွဲလာခဲ့တယ်လာရောင်ကလည်းထိန်ထိန်ကြီးအောင်တာနေခဲ့တော့အခေါင်းကြီးကိုလာရောင်အောင်မှာအထင်းသားကိုမြင်နေခဲ့ရတယ်အဲ့ဒီတော့မှကားစရာလည်းသွေးသွန်းဖြစ်ပြီးကားကိုဆက်နှိုးတော့တာပေါ့ဒါပေမဲ့အဲ့ဒီတော့မှကားဆက်ကနှိုးလို့မရတော့ဘူးကားပေါ်မှာပါလာတဲ့သူတချို့ကလည်းကြောက်လုံးလို့ကျင်းငယ်ကြီးတွေပါထွက်ကြကုန်တဲ့အထိဖြစ်ခဲ့ရတယ်နောက်ဆုံးတော့ကျွန်တော်လည်းအကြံရရတယ်ကားကိုဗလာကောင်းတဲ့ယောက်ျားတွေကိုစင်းလို့ပြောလိုက်တယ်ကျွန်တော်ကားပေါ်ကဆင်းလာတာတော့မှပဲကောင်မလေးကအခေါင်းရုပ်ဆွဲပြီးကျွန်တော်တို့စီကိုတရွရွနေလာနေတာတကယ်ကိုစက်သိမ်းထားကြရကြီးပါပဲဒီလိုနဲ့ကားယောက်ျားလေးတွေစင်းပြီးတွန်းလိုက်ကမှဆက်ကပြန်နှိုးလာပါတယ်ကျွန်တော်တို့လည်းကားပေါ်ကိုကြပြားရတက်လိုက်ကြပြီကားစရာလည်းကားကိုဂျက်လီရင်တဲ့10သမကသားတဲ့အမြန်နှုန်းနဲ့မောင်းပါလေရောမကွေးမျိုးကားကြီးရောက်ပါမှကားပေါ်ပါလာတဲ့အဖိုးတယောက်ကဝေယုံဘိုးရဲ့ရာသွင်းကိုကျွန်တော်တို့ကိုပြန်လဲပြောပြရှာတယ်။အော်တနာစရာကောင်းတဲ့ဆရာမလေးကျွတ်တန်းဝင်ရင်လို့များငါတို့ကိုအကူအညီတောင်းရသလားဆိုပြီးတွေးမိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညကျွန်တော်တွေးပြတ်မတက်ဘူးကြောင်းလန့်ခဲ့တာပါ။အဖြစ်ပြက်လေးရတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဖြစ်ရမှန်ဇလံကောင်းနေနဲ့တူကျွန်တော်ပြန်လဲဆုံတွေ့ကြမယ်နော်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။